မင်္ဂလာပါ2025ထဲမှာကိန်းရနေမှာအတစ်မော်ဒယ်ပေါ့နော်ထွက်လာတဲ့ဟာပါဒါကနေ့ကျွန်တော်တို့215ထဲမှာဆင်ပေးမလို့215ထဲမှာဆင်နေဆိုရင်ကျွန်တော်တို့ကုမ္ပဏီမှာဆိုလို့ရှိရင်ဒုံးကတစ်လုံးတည်းရှိတယ်ဒီလိုမျိုးနှလုံးတည်းရှိတယ်နှလုံးတည်းကဘာအားသာလဲဆိုရင်ကျွန်တော်တို့ထွက်လာတဲ့အတန်မှာအပေါ်ကကျွန်တော်တို့ချူတာတန်ပေါ့နော်အဲ့ဒီတန်မှာကျွန်တော်တို့ကအစူးတန်ကြိုက်တဲ့သူတွေအတွက်အားရပါရရှိတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကနှလုံးထည့်ပေးထားတာပါအခုဒါnew model ရောက်တဲ့ဟာလေးကျွန်တော်တို့လက်ရှိစင်နေတာလေးတွေကိုပြပေးတာပါကျွန်တော်ဒီမှာအားလုံးကတော့အန်ကီကိုသုံးထားပေးတယ်အကုန်လုံးသူ original အန်ကီတွေနဲ့ပဲနော်ဆရာတို့ဒီမှာဒုံးတွေအားစအကုန်လုံးအန်ကီတွေပဲကျွန်တော်တို့သုံးထားပေးတယ်ဒါလေးအကုန်လုံးဆက်မဲ့ဆိုတော့စပီကာဝစ်ချင်းတွေအားစဆရာတို့တစ်ချက်ရှိုးလိုက်ဒီမှာနော်စပီကာဝစ်ချင်းတွေအားစလုံးဝချက်နနမြဲတာတစ်ချက်ကြည့်အောင်နော်သူ့ရဲ့အရွက်အားစပိုက်ဒါအားအရန်ကောင်းပါလေအရန်သုံးလို့ကောင်းပါလေအခုလက်ရှိကျွန်တော်လည်းလက်ရှိဒီမှာမော်နီတာစုစုပေါင်း6ဆုံဆင်ပေးဖို့အတွက်လုပ်နေတာအဲ့ဒါနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ဆင်ပေးပါမယ်ခုခဏနေကျွန်တော်တို့ဒါစမ်းနာပြတာဆောင်းချက်စစ်တင်လေးတွေလုပ်ပြီးတော့ကျွန်တော်တို့အတန်ဗီဒီယိုဖိုင်လေးတွေအကုန်လုံးတင်ပေးပါမယ်2025ထဲမှာအစ်စ်ရောက်လာတဲ့ဂိမ်းnew model ပါခင်ဗျာအရွက်မိုက်တွေအရွက်ရောကျွန်တော်တို့ဒီ liner ရော spider ရောအရန်မိုက်ပါတယ်เนาะကျွန်တော်တို့အတန် quality လေးတွေပါတင်ပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးပါ